Hallelujah တခင်ဘုရားရှင်ပြန်ထမြောက်ပါပြီချစ်တော်ဓမ္မမိတ်ဆွေတို့မင်္ဂလာရှိသောရှင်ပြန်ထမြောက်တဲ့နေ့မှာကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေဒီနေ့ဟာကျွန်တော်ရဲ့ကယ်တင်ရှင်ခရစ်တော်တည်ခြင်းတရားကိုအောင်နိုင်ပြီးကြောက်ကူထဲကနေဘုံကြီးစွာဖြင့်ရှင်ပြန်ထမြောက်ခဲ့တဲ့အောင်ပွဲနေ့ဖြစ်ပါတယ်ဒီနေ့မှာခရစ်တော်ရှင်ပြန်ထမြောက်တယ်လို့ပဲကျွန်တော်ရဲ့ဘဝမှာလဲပိတ်တဲ့တကားတွေပွင့်လာဖို့အချိန်တန်ပါပြီရှင်မတဲ့ခရစ်တော်ခန်းကြီးနဲ့ဆက်ရှိအငယ်6မှာတော့ဤရက်၌မရှိမိန်တော်မူဒီတိုင်းထမြောက်တော်မူလို့ကောင်းကင်မှာပြောခဲ့ပါတယ်တကယ်ရှိရလဝကတိုင်မှာအသေးခံခဲ့ပြီမဲ့သုံးရမြောက်တဲ့နေ့မှာအောင်နိုင်သူဖြင့်ပြန်လည်ထမြောက်ခဲ့ပါဒါကျွန်တော်တို့ယုံကြည်သူတွေဘလောက်ပဲခက်ခဲတဲ့အမောင်တူတဲ့ရောက်နေပါစေဘုရားရဲ့တကူနဲ့ပြန်လည်နိုးထနိုင်ပါတယ်အောင်မြင်နေနိုင်တဲ့ဆိုတာကတက်တည်ပြတာဖြစ်တယ်အလို့ဖြစ်နေတဲ့တင်းကျိုင်းကူမှာကျွန်တော်တို့ရဲ့ယုံကြည်ခြင်းအခြေမြစ်ပါပဲကျွန်တော်တို့ကိုကိုးကွယ်တဲ့ဘုရားကတည်နေတဲ့ဘုရားမဟုတ်ပဲအသက်ရှိနေတဲ့ဘုရားဖြစ်ပါတယ် Hallelujah praise the Lord ဒီချက်ကကျွန်တော်တို့ရဲ့အပြစ်အားလုံးကိုလူငင်းတွားပြီးဖြစ်တော့ဘုရားရဲ့ကတခင်ယေရှုရဲ့ပူဇော်တက်ကာကိုလက်ခံလိုက်ဆိုတာသက်သေပြလိုက်တာဖြစ်ပါတယ်ဒီနေ့အပြစ်ကနေလွတ်ပြီးယေရှုခရစ်တော်နဲ့ပြန်လည်ထမြောက်လာဖြစ်ပါတယ်ယေရှုကလဝကတိုင်းမှာအသေးခံခဲ့ပေမဲ့သုံးရမြောက်တဲ့နေ့မှာအောင်နိုင်သူအဖြစ်ပြန်လည်ထမြောက်ခဲ့ပါတယ်ဒါကျွန်တော်ယုံကြည်အတွက်ဘလောက်ပဲခက်ခဲတဲ့အမောင်တူတွေရောက်နေပါစေဘုရားရဲ့တကူနဲ့ပြန်လည်နိုးထနိုင်ပါတယ်အောင်နိုင်တယ်ဆိုတာကသက်သေပြရဖြစ်ပါတယ်ကိုယ်တို့ပရမဆာဆန်အခန်းကြီး15အငယ်50နဲ့59မှာပြောလဲဆိုကြည့်မစင်အိုချစ်တေချင်းဒီတင်းအောင်နိုင်ခြင်းအပေမှာရှိတယ်အပေမှာရှိတယ်ရှင်မြတ်ထွန်းမို့ကြီးဟာတခင်ယေရှုအတွက်မဟုတ်ပဲကျွန်တော်တို့လည်းဖြစ်ပါတယ်ခရစ်တော်ရှင်မြတ်ထွန်းမို့တကယ်တော့ကျွန်တော်ဟာလည်းအပြစ်ဟောင်းတွေကိုကနေထမြောက်လာပြီးအသက်တာမှာအသက်တော်တဲ့နဲ့ပြန်လဲရှင်သန်ခွင့်ရပါတယ်ဘဝမှာဘလောက်ပဲခက်ခဲတဲ့တည်ချင်းတရားနဲ့တူတဲ့အခက်ခဲတွေရှိနေပါစေရှင်သန်ထမြောက်ခြင်းနဲ့တကူကကျွန်တော်တို့ကိုပြန်လဲနိုးထစီမှာဖြစ်ပါတယ်အဆုံးသတ်လို့ထင်ရတဲ့အရာတွေကိုဘုရားခင်ကအစပြုအဖြစ်ပြောင်းလဲပေးလိုက်ပါပြီရှင်မြတ်ဘုရားချင်းနဲ့ထူးခြားတဲ့ချက်ကတော့အဆုံးသတ်မဟုတ်ဘဲနဲ့အစဖြစ်နေပါတယ်ဒီနေ့ကစားပြီးဓမ္မမိတ်ဆွေတို့ရဲ့စီးပွားရေးတွေပြန်လဲထမြောက်ပါစေစီးပွားတွေကောင်းပါစေမိသားစုအိမ်ချမ်းမှုတွေပြန်လည်ရရှိပါစေမချမ်းသာတဲ့သူတွေယေရှုခရစ်ထမြောက်ခြင်းဖြင့်ပြန်လည်ချမ်းသာလာပါဖြစ်ပါတယ်ချုံတော်ခါဒီမှာယနေ့လွတ်မြောက်နေဖြစ်ပါတယ်ခရစ်တော်ရှင်မြတ်ထမြောက်တယ်လို့ကျွန်တော်ရဲ့ကောင်းကြီးမင်္ဂလာတွေလည်းဒီနေ့မှာရှင်ပြန်ထမြောက်လာတာဖြစ်ပါတယ်ရှင်ရခရစ်ဝေခန်းကြီး7အငယ်25ထဲမှာကျွန်တော်ငါဒီထမြောက်ခြင်းကြောင့်အသက်ရှင်ကြောင့်ဖြစ်ဒီနေ့ကျွန်တော်အောင်ပွဲခံရအောင်ပွဲခံကြရတကယ်ယေရှုရှင်ပြန်ထမြောက်ခြင်းကြောင့်ကျွန်တော်မှာထာဝရအသက်ရရှိပြီအနာဂတ်တွေမျောလင့်ချက်ပြောင်းနေတဲ့ရှားလေးမျောလင့်ချက်ရရှိအထူးသဖြင့်ယတုစာတပေါ်မှာအောင်နိုင်ခွင့်ရရှိသွားတယ် Hallelujah praise the Lord
ဒီသတင်းကောင်းကိုကဘာလူကဘာသားများကြားအောင်တော့ယူဆောင်သွားကြပြီဒီနေ့ကိုရောအမှန်တကယ်ရှင်ပြန်ထမြောက်ပါဒါကြောင့်ဒီနေ့စိတ်ပြအားငယ်နေတဲ့သူတွေကိုဒီအားငယ်မှုအားလုံးကိုစွန့်ပစ်လိုက်ပါဒီနေ့တင်မချမ်းပါမှုယနေ့မစတဲ့ချမ်းပါလာပြီဒီနေ့တင်ဝမ်းနဲ့ပူဆွေးနေတယ်ဒီနေ့ဝမ်းမြောက်ခြင်းနင်းနေခြင်းရရှိနေတယ်အောင်တဲ့သူရဲ့စိတ်နဲ့အားသစ်လောင်းလိုက်ရှင်ပြန်ထွက်မြောက်တဲ့ခရစ်တော်ဘုရားကလူကြီးမိတို့ရဲ့မိတ်ဆွေတို့ရဲ့နဲ့အတူရှိပြီးလာမဲ့အေပီလာသလားလုံးဒီမမျော်လင့်ပဲအောင်မြင်မှုတွေနဲ့ငွေကိန်းတွေကောင်းကြီးပေးပါစေမကြမ်းပါမှုတွေကြမ်းပါပါစေချွန်တော်သူတွေလွတ်မြောက်ပါစေကျွန်တော်ဆုတောင်းမေတ္တာပို့လိုက်ပါတယ်ခရစ်တော်ထမြောက်တော်အာမင်